ဒီနေ့မှာတော့ကျွန်တော်ကနေပက်ထဲကျွန်းရေးသားထားတဲ့ကဘာကျော်ဇလန်းလေးတစ်ပုဒ်အကြောင်းကိုပြောပြပေးသွားမှာပါဒီဇလန်းလေးရဲ့နာမည်ကတော့လွတ်ကစ်စင်ဖြစ်ပါတယ်လူတစ်ယောက်ကိုရုပ်ရည်နဲ့ပဲဆုံးဖြတ်ကြတဲ့လောကကြီးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီဇလန်းထဲမှာရုပ်ဆိုးပြီးဝနေလို့လူရမဝင်ဖြစ်နေရတဲ့ကောင်လေးတစ်ယောက်တင်ညတာအိတ်ဆက်ပြီးတဲ့နောက်မှာဘလို့မှမယုံနိုင်စရာကောင်းလောက်အောင်ဘိုးကပြောင်းလဲသွားပုံကိုရင်တုံစရာကောင်းအောင်တင်ဆက်ထားတာဖြစ်ပါတယ်ကဲဇလန်းလေးကဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲဆိုတာအခုပဲစလိုက်ကြရအောင်ဇလန်းအစမှာတော့ပါဟုံးစော့လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကိုစက်တင်တွေ့မြင်ရမှာပါဟုံးစော့ဟာကန်ဆိုးရှာတဲ့လူတစ်ယောက်လို့ပြောရမလားပါပဲရုပ်ရည်ကလည်းမချောမောအရက်ကလည်းပို့လူကလည်းဝနေတော့ကျောင်းမှာအမြဲတမ်းအနိုင်ကျင့်ခံနေရသူပါသူ့ကိုအဓိကဒုက္ခပေးနေသူကတော့လီထေဆောင်လို့ခေါ်တဲ့ကျောင်းကလူမိုက်တစ်ယောက်ပါထေဆောင်ဟာဟုံးစော့ကိုဝက်လို့ခေါ်ပြီးနေ့စဉ်ရက်ဆက်နှိပ်စက်တတ်ပါတယ်ဒီနေ့မှာတော့ထေဆောင်ဟာဟုံးစော့ကိုကျောင်းအိမ်သားထဲမှာထိုးကျိတ်နေပါတယ်အကြောင်းရင်းကတော့ဘာမှမရှိပါဘူးသူစိတ်မကြည်လို့ဟုံးစော့ကိုအနိုင်ကျင့်နေတာပါဟုံးစော့ခမကျမ်းပြင်ပေါ်မှာလဲကြပြီးတောင်းပန်ပါတယ်ငါ့ကိုမလုပ်ပါနဲ့တော့လို့ငိုလိုပြီးတောင်းပန်ရှာတယ်ဒါပေမဲ့ထေဆောင်ကတော့ဂယုမဆိုင်ပါဘူးဟုံးစော့ရဲ့မျက်နှာကိုခြေထောက်နဲ့နင်းပြီးမင်းကငါရဲ့အိမ်မွေးတိရစ္ဆာန်ပဲငါခိုင်းတာလုပ်ရမယ်ဆိုပြီးရဲရဲဆက်ဆက်ပြောဆိုခဲ့ပါတယ်ကျောင်းဆင်းလို့အိမ်ပြန်ရောက်တော့ဟုံးစော့တယောက်အခန်းထဲမှာရှိုက်ကြီးတင်ငယ်ငိုကြွေးမိပါတယ်ငါဘဝကဘာလို့ဒီလောက်တောင်ဆိုးရွားရတာလဲဆိုရဲ့အတွေးတွေနဲ့ပေါ့အဲ့ဒီအချိန်မှာသူ့အမေရောက်လာပြီးတားရည်ထမင်းစားရအောင်တားကြိုက်တယ်ဝက်သားဟင်းချက်ထားတယ်လို့လာခေါ်ပါတယ်ဟုံးစော့ဟာကျောင်းမှာခံခဲ့ရတဲ့ဒေါသတွေကိုအပြစ်မရှိတဲ့အမေဖြစ်သူအပေါ်ပုံချလိုက်ပါတော့တယ်မစားချင်ဘူးတွားစမ်းပါကျွန်တော်ဝနေတာဒီလိုအစားအစာတွေကြောင့်ဖြစ်နေတာခင်များကြီးကြောင့်ဖြစ်နေတာဆိုပြီးအော်ဟစ်ဆဲဆိုလိုက်မိတယ်အမေလို့သူခမများမျက်ရည်ဝဲပြီးဘာမှပြန်မပြောနိုင်ရှာဘူးနောက်တစ်နေ့ကျောင်းမှာပိုပြီးဆိုးရွားတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်ထေဆောင်နဲ့သူ့အပေါင်းပါတွေဟာပြစ်မှတ်ကိုထိအောင်ပစ်တန်းကစားကြမယ်ဆိုပြီးဟုံးစော့ကိုဓာတ်ကောင်အဖြစ်အသုံးပြုကြပါတယ်ဟုံးစော့ခမများနယံမှာကက်ပြီးသူတို့ပြစ်တဲ့ဘောလုံးတွေခေးဖြက်တွေကိုမရှောင်ရဲဘဲခံနေရရှာတယ်နောက်ဆုံးမှာတော့ထေဆောင်ကဟုံးစော့ကိုပြင်းပြင်းထန်ထန်ထိုးကျိတ်လိုက်တာကြောင့်ဟုံးစော့တယောက်တတိလည်းမတက်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းကိုဟုံးစော့အမေရောက်လာခဲ့ပါတယ်သားဖြစ်သူတွေးလိမ့်လိမ့်နဲ့လဲကျနေတာကိုမြင်တော့မိခင်ရဲ့ရင်ထဲမီးဟုံဟုံတောက်သွားတာပေါ့အမေဟာထေဆောင်ရဲ့လက်မောင်းကိုဆွဲပြီးနင်ကသားကိုဘာလုပ်တာလဲဆိုပြီးအော်ဟစ်ပါတယ်ဒါပေမဲ့ထေဆောင်ကတော့ဒီအဖွားကြီးကဘာလဲဟဆိုပြီးတွန်းထုတ်လိုက်ပါတယ်အမေဟာလဲကျသွားပေမဲ့ထေဆောင်ရဲ့ခြေထောက်ကိုဖက်ပြီးငါ့သားကိုနောက်ထပ်မထိနဲ့လို့အော်ဟစ်နေရှာတဲ့ဒီမြင်ကွင်းကိုကြည့်ပြီးចောင်းသားတွေကဝိုင်းရကြပါတယ်ဟာဟာဟုံးစော့ကအမေကိုတိုင်နေဟဲ့ကလေးလေးကြနေတာပဲဆိုပြီးလှောင်ပြောင်ကြတယ်ဟုံးစော့ဟာအမေကိုကျေးဇူးတင်ရမယ့်အစားရှက်လုံးလို့မျက်နှာမပြရဲအောင်ဖြစ်သွားခဲ့ပါတယ်တော်ပါတော့ပြန်တော့ခင်များကြီးကြောင့်ကျွန်တော်ပို့ပြီးအဆက်ကွဲရတယ်ဆိုပြီးအမေကိုမောင်းထုတ်လိုက်ပါတော့တယ်တကယ်တော့ဒါဟာဟုံးစော့ရဲ့ဘဝမှာအဆိုးရွားဆုံးနဲ့နောင်တအရက်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်အဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းဟုံးစော့ရဲ့အမေဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒါကြောင်းပြောင်းရအောင်စိုးမျိုးမှာကြောင်းကောင်းကောင်းတစ်ခုရှိတယ်အဲ့ဒီမှာဆိုရင်သားကိုဘယ်သူမှအနိုင်ကျင့်မှာမဟုတ်ဘူးလို့ပြောလာပါတယ်တကယ်တော့အမေဟာသားဖြစ်သူရဲ့ဒုက္ခတွေကိုမကြည့်ရတော့လို့ရှိစုမဲ့စုပိုက်ဆံလေးနဲ့ကြောင်းပြောင်းပေးဖို့စီစဉ်လိုက်တာပါဟုံးစော့ဟာအမေရောလိုက်မနေဘူးလားလို့မေးတော့အမေကအမေကဒီမှာအလုပ်လုပ်ရဦးမယ်သားလေးတယောက်တည်းနေနိုင်တယ်မဟုတ်လားလို့ပြုံးပြုံးလေးပြောရှာတယ်တကယ်တော့စိုးမျိုးကနေစရိတ်ကြီးလုံးလို့နှစ်ယောက်စာမတက်နိုင်တာကိုအမေကဖုံးကွယ်ထားတာပါဒီလိုနဲ့ဟုံးစော့တယောက်စိုးမျိုးကအခန်းချင်းချင်းလေးတစ်ခုစီရောက်ရှိလာခဲ့ပါတယ်အခန်းကဟောင်းနှမ်းပြီးဘိုးဟတ်တွေတောင်ရှိပေမဲ့ဟုံးစော့ကတော့ပျော်နေပါတယ်ငါဘဝတစ်စားတော့မယ်ဒီမြို့မှာငါ့ကိုတီးတဲ့သူဘယ်သူမှမရှိဘူးဆိုပြီးမျော်လင့်ချက်တွေနဲ့ပေါ့သူဟာအမေစီဖုံးဆက်ပြီးအမေအခန်းကအရန်ကောင်းတယ်တားအဆင်ပြေရလို့လိန်ပြောလိုက်ပါတယ်ဗဖုံးချပြီးတာနဲ့သူဟာမြို့ကြီးကိုလေ့လာဖို့လမ်းမပေါ်ထွက်လာခဲ့ပါတယ်လမ်းမပေါ်မှာလူတွေကစတိုင်ချချနဲ့လမ်းလျှောက်နေကြတဲ့ဟုံးစော့ဟာသူတို့ကိုကြည့်ပြီးအားကျနေမိတယ်အဲ့ဒီအချိန်မှာကောင်မလေးတစ်ယောက်နဲ့အမှတ်မထင်ဝင်တိုက်မိပါလေရောဟုံးစော့ကအရင်ကျောင်းတုန်းကလိုအစိတ်ခံရတော့မယ်လို့တွေးပြီးကြောက်လန့်သွားတယ်ဒါပေမဲ့ကင်မီဂျင်လို့ခေါ်တဲ့အဲ့ဒီကောင်မလေးကရရဲ့လားတောင်းပန်ပါတယ်နော်လို့ရင်ရင်ကျေးကျေးပြောလာပါတယ်ဟုံးစော့တယောက်ဝမ်းသာသွားတယ်ဟာဒီမျိုးကလူတွေကသဘောကောင်းလိုက်တာဆိုပြီးပေါ့ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကကြာရှည်မခံခဲ့ပါဘူးမီဂျင်ရဲ့ဘေးနားမှာကောင်လေးတယောက်ရောက်လာပါတယ်သူ့နာမည်ကလီဂျင်ဆောင်သူကလက်ဝဲသမားတယောက်ဖြစ်ပြီးမီဂျင်ကိုတစ်ဖက်သက်ကြိုက်နေသူပါဂျင်ဆောင်ဟာဟုံးစော့ကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဟေးကောင်ဝက်ပိန်မင်းကဘာလို့မီဂျင်ကိုစိုက်ကြည့်နေတာလဲဟုံးစော့ဟာကြောက်လုံးလို့စကားတွေထစ်ကုန်ပါတယ်ကျွန်တော်
မကြည့်ပါဘူးလို့ပြောရင်းရောင်ရမ်းပြီးမိကျင်ဘက်ကိုထက်ကြည့်မိသွားတဲ့ကျင်ဆောင်ကတော့ဒေါသထွက်ပြီးမင်းကငါ့ကိုရွေ့တာလားဆိုပြီးဟွန်းစော့ရဲ့မျက်နှာကိုလက်တီးနဲ့ပိတ်ထိုးလိုက်ပါတော့တယ်ဖုံးခနဲ့အတန်နဲ့အတူဟွန်းစော့လဲကျသွားတဲ့ကျင်ဆောင်ဟာမရက်တန့်ပဲဆက်တိုက်ထိုးကြိတ်ပါတယ်ဘေးနားကလူတွေကဝင်မထားတဲ့အပြင်ဖုံးတွေထုတ်ပြီးဗီဒီယိုရိုက်ကြတယ်အဲ့ဒီညမှာပဲဝက်ကောင်အခြေခံရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုဟာအင်တာနက်မှာပြန့်နှံ့သွားခဲ့ပါတယ်ဟွန်းစော့ဟာအခန်းထဲမှာတန်ရာတွေနဲ့ငိုကြွေးနေမိပါတယ်ငါကပဲနေရာရောက်အရှုံးသမားပါပဲလားကြောင်းပြောင်းလဲအလကားပါပဲဆိုပြီးစိတ်သက်တွေအောက်ဆုံးထိကျဆင်းသွားခဲ့တဲ့ငိုရင်းနဲ့သူဟာအိပ်ပျော်သွားပါတယ်မနက်မိုးလင်းလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့ခံစားချက်ကိုခံစားလိုက်ရတယ်ဟင်းဘာလို့မျက်နှာချက်ကနှိမ့်နေရတာလဲပြီးတော့ငါအတန်ကဘာလို့ဒီလောက်ကောင်းနေရတာလဲဟွန်းစော့ဟာအိယာကထားပြီးမှန်ရှိကိုတွားရက်လိုက်ပါတယ်မှန်ထဲမှာမြင်လိုက်ရတာကသူမဟုတ်တော့ပါဘူးအရက်ရှိအသားဖြူကြွက်သားအဖုအထစ်တွေနဲ့ရုပ်ရှင်မင်းသားတယောက်လိုအရန်ကိုချောမောတဲ့လူတယောက်ဖြစ်နေခဲ့ပါပြီတာငါလားသူဟာသူ့မျက်နာကိုသူပြန်ကန်ကြည့်တယ်အိမ်မက်မက်နေတာလားဆိုပြီးဘားကိုဆွဲကြည့်တယ်နားတယ်ဗျတာအိမ်မက်မဟုတ်ဘူးသူဘေးကိုငုံကြည့်လိုက်တော့အိယာပေါ်မှာဟောက်ပြီးအိပ်ပျော်နေတဲ့ဝါတုတ်ကောင်လေးတယောက်ကိုတွေးလိုက်ရတယ်တေချာကြည့်လိုက်တော့မှအဲ့ဒါဟာမင်းကြီးကအိပ်ပျော်သွားတဲ့သူ့ရဲ့ခနာကိုဟောင်းကြီးအေးဖြစ်နေပါတော့တယ်ဟွန်းစော့ဟာတုံလုံးချောက်ချစွာနဲ့အဲ့ဒီခနာကိုကြီးကိုတွားနိုးလိုက်ပါတယ်ဟေ့ထဆန်းဆိုပြီးပေါ့ရုတ်တရက်သူ့မြင်ကွင်းဟာပြက်တောက်သွားပြီးဝါတုတ်ခနာကိုကြီးနိုးလာခဲ့ပါတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ရှေ့မှာအချောကောင်ခနာကိုကြီးကမလုံမရှက်အိပ်ပျော်နေပြန်ရောအဲ့ဒီတော့မှဟွန်းစော့တယောက်နားလေသွားပါတယ်သူ့စီမှာခနာကိုနှစ်ခုရှိသွားခဲ့ပါပြီတစ်ခုအိပ်ပျော်ရင်နောက်တစ်ခုနိုးလာမယ်အခုဟွန်းစော့ရဲ့ဒုတိယဘဝစတင်ပါတော့မယ်